ဒီရုပ်ရှင်ကအရန်ကိုကြောက်စရာကောင်းလို့ခွေးလေးတွေတောင်လန့်သွားနိုင်ပါတယ်။ Jet Jack ဆိုတဲ့အမျိုးသားဟာသူ့ရဲ့ယောဂပျောက်ကင်းသက်သာဖို့အတွက်သူ့ရဲ့ခွေးလေး Max နဲ့အတူကွယ်လွန်သွားပြီဖြစ်တဲ့အဖိုးရဲ့အိမ်ဟောင်းလေးစီပြောင်းရွှေ့လာခဲ့ပါတယ်။ဒါပေမဲ့တကားကိုဖွင့်လိုက်တာနဲ့တခုခုမှားယွင်းနေတယ်ဆိုတာကို Max ကအာရုံခံမိလိုက်ပါတယ်။ကားနောက်ဘက်ကနေအရေးမဲကြီးတစ်ခုကသူတို့ကိုစိုက်ကြည့်နေတယ်လို့ပါပဲ။ဒါပေမဲ့မျက်တောင်တစ်ခတ်အတွင်းမှာပဲအဲ့ဒီအရေးကြီးကပျောက်ကွယ်သွားပါတယ်။ Max ကတော့ဒီနေရာကြီးကအရန်ကိုစိတ်ချောက်ချစရာကောင်းတယ်ဆိုတဲ့ခံစားချက်ကိုဖျောက်ဖျက်လို့မရခဲ့ပါဘူး။တကယ်ပဲပထမဆုံးညမှာတင်ထူးဆန်းတဲ့အရာတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။အိမ်ထဲမဝင်ခင်မှာ Max ကအပြင်ဘက်မြေအောက်ခန်းစီကနေထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။သူကတေချာနားထောင်ဖို့ကြိုးစားပေမဲ့အိမ်ထဲဝင်ဖို့အသင့်ဖြစ်နေတဲ့ချက်ကသူ့ကိုတားလိုက်ပါတယ်။အိမ်ထဲကိုခြေချလိုက်တာနဲ့မီးတွေကရုတ်တရက်ပိတ်သွားပါတယ်။ချက်ကဝါယာကြိုးတွေပြင်ဖို့မြေအောက်ခန်းနဲ့ဆင်းသွားချိန်မှာ Max ကထူးဆန်းတာတစ်ခုကိုထပ်ပြီးအာရုံခံမိပြန်ပါတယ်။သူကသတင်းပေါက်နာသွားပြီးအပြင်ဘက်ကိုကြည့်လိုက်ချိန်မှာလျှက်စီးတွေမိုးချင်းတန်တွေကြားတဲ့ချက်ကသူ့ကိုလှမ်းခေါ်လိုက်ပါတယ်။ဒါပေမဲ့ Max အဲ့ဒီကနေထွက်သွားချိန်မှာသူ့ဘေးနားကခွေးရုပ်တုကြီးကိုသတိမထားမိလိုက်ပါဘူး။ Max ကမြေအောက်ခန်းတကားဝကိုရောက်တဲ့အခါအောက်ဆင်းဖို့ကြောက်ရွံ့ပြီးတုံ့ဆိုင်နေခဲ့ပါတယ်။အောက်ဖက်မှာပြောပြလို့မရတော့အောင်ကြောက်စရာကောင်းတဲ့အရာတစ်ခုခုပုံကွယ်နေတယ်လို့ပါပဲ။ချက်အပေါ်ပြန်တက်လာချိန်မှာလည်းအဲ့ဒီခံစားချက်မျိုးကိုခံစားခဲ့ရပါတယ်။အစောပိုင်းကပြောခဲ့သလိုပဲတောအုပ်ထဲကဒီအိမ်အိုကြီးဟာချက်ရဲ့အဖိုးပိုင်ဆိုင်ခဲ့တာပါ။ချက်လိုပဲသူ့အဖိုးမှလည်းခွေးတစ်ကောင်ရှိခဲ့ပါတယ်။နောက်ပိုင်းမှာသူ့အဖိုးဟာဒီအိမ်ကြီးထဲမှာပဲယောဂနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ဒါတွေကိုချက်တွေးနေချိန်မှာ Max ကနောက်ထပ်ထူးဆန်းတာတစ်ခုကိုသတိထားမိပြန်ပါတယ်။ဒါပေမဲ့သူကကြောက်လွန်းလို့ဘာမှမလုပ်ရဲပဲပုံနေခဲ့ပါတယ်။ခဏနေတော့သူကခေါင်းပြူပြီးအခြေအနေကိုစောင့်ကြည့်လိုက်တယ်။သူ့ရဲ့အလိုလျောက်သိစိတ်အရာ Max ကဒုတိယထပ်ကိုတက်သွားပြီးအနားယူတဲ့ကလတ်ထိုင်တစ်လုံးကိုတွေးလိုက်ရတယ်။အဲ့ဒီမှာတခုခုရှိနေတယ်ဆိုတာသူတေချာသိနေပါတယ်။ Max အဲ့ဒီနေရာကိုတေချာစစ်ဆေးနေချိန်မှာပဲချက်ကသူ့ကိုထပ်တွေ့သွားပါတယ်။ချက်က Max စိုက်ကြည့်နေတဲ့နေရာကိုကြည့်လိုက်ပေမဲ့အဲ့ဒီမှာဘာမှမရှိနေပါဘူး။ခွေးတွေရဲ့အာယုံခံနိုင်စွမ်းကအရန်ကောင်းလွန်းလို့လူတွေမမြင်နိုင်တဲ့အရာတွေကိုသူတို့ကမြင်နိုင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်သူတို့ကအဖိုးဖြစ်သူရဲ့အိမ်ဟောင်းကြီးမှာတဲခိုနေကြတာပါကြောက်စရာကောင်းတဲ့ဒီအိမ်ကြီးထဲမှာ Max ဟာတော်တော်လေးကိုကြောက်ရွံ့နေခဲ့ပါပြီ။ဒါပေမဲ့တခင်ဖြစ်သူချက်ကစေးရုံကနေစေးသွားယူချိန်မှာ Max ကိုအတူတူမခေါ်သွားပါဘူး။ဒါကြောင့် Max တကောင်နဲ့အကြောက်လုံပြီးကြံခဲ့ရပါတယ်။ချက်ကိုစောင့်နေတော့ Max ကတခြားခွေးဟောင်တန်ကိုကြားလိုက်ရတယ်။အဲ့ဒီအတန်ကအိမ်ထဲဆက်နေတဲ့အပြင်ဘက်မြေအောက်ခန်းစီကနေလာနေတာကိုသူသတိထားမိလိုက်တယ်။သူအဲ့ဒါကိုစောင့်ကြည့်နေတော့လေပင်မှာပွားအနီးပတ်ထားတဲ့တခြားခွေးတစ်ကောင်အိမ်ထဲမှာရုတ်တရက်ပေါ်လာပါတယ်။ Max ဘာမှမလုပ်နိုင်ခင်မှာပဲအဲ့ဒီခွေးကအပေါ်ထက်ကိုတန်းတက်သွားပါတယ်။ Max ကအချိန်တော်ကြာတုံဆိုင်နေပြီးမှနောက်ကိုလိုက်သွားဖို့တတိမွေးလိုက်ပါတယ်။ဒါပေမဲ့ဟိုခွေးကပျောက်သွားပါပြီ။ Max ကအနှံ့ခံပြီးနေရာအနှံ့လိုက်ရှာရာကနေဗီဒီယိုတစ်ခုအောက်မှာအစအနကိုတွေ့လိုက်ရတယ်။အဲ့ဒီမှာပွားအနီးလေးပဲကျန်နေခဲ့ပါတယ်။ Max ကအဲ့ဒီခွေးကိုဆွဲထုတ်ဖို့တဖြည်းဖြည်းတိုးသွားချိန်မှာသူ့ရှိကမြင်ကွင်းကရုတ်တရက်ပြောင်းလဲသွားပါတယ်။ပွားလေးကအပေါ်ကနေလွင့်ကျလာပြီးအင်ကြီးကစတင်ပြိုကျလာပါတယ်။နောက်တစ်စက္ကန့်မှာတော့တကားပေါက်ကနေအမဲရောင်လက်တစ်ဖက်ဖြည်းဖြည်းချင်းဝင်လာတာကို Max တွေ့လိုက်ရတယ်။ချက်ချင်းဆိုသလိုသွေးတွေစိုးနေတဲ့ပွားအနီးလေးကအောက်ကိုကျလာပါတယ်။ Max ကတော့ကြောက်လွန်းလို့အသက်တောင်မရှူရဲတော့ပါဘူး။သူသတိမဝင်လာခင်မှာပဲလှေကားပေါ်ကနေခြေတံတွေကြားလိုက်ရပြီးအရေးမဲကြီးကနီးကပ်လာပါတယ်။အလန့်တကြားနဲ့ Max ကကတင်အောက်မှာဝင်ပုန်းနေခဲ့တယ်။ဒါပေမဲ့အဲ့ဒီအရေးကြီးကရက်မသွားပါဘူး။ Max ကများအကြောက်တရားတွေဖုံးလွှမ်းသွားခဲ့ပါတယ်။ကံကောင်းကျင်တော့အဲ့ဒါကအိမ်ပြန်ရောက်လာတဲ့ချက်ဖြစ်နေပါတယ်။ချက်ထိုင်ချလိုက်တာနဲ့ Max ကချစ်ခင်စွာနဲ့ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ချက်ကနေမကောင်းဖြစ်နေပုံရပြီး Max ကိုတွန်းဖယ်လိုက်ပါတယ်။ Max ကတော့လက်မလျှော့ပါဘူး။ချက်ဘာဖြစ်နေလဲဆိုတာကိုသူအယမ်းသိချင်နေပါတယ်။အထူးသဖြင့်ချက်ရဲ့ပတ်တီးစီးထားတဲ့ဒဏ်ရာကိုတွေ့ပြီးမရက်မနာချောင်းဆိုးနေတဲ့ကိုကြားရတဲ့အခါမှာပေါ့။ Max ကချက်ကိုသူ့နီးသူ့ဟန်နဲ့နှစ်သိမ့်ပေးဖို့ကြိုးစားပေမဲ့ချက်ကတော့အယမ်းကိုဝေဒနာခံစားနေရပြီးစိတ်ရှုပ်နေခဲ့ပါတယ်။ Max ကသူ့သခင်ဘေးမှာပဲနေချင်ပေမဲ့ထူးဆန်းတာတွေထပ်ဖြစ်လာပြန်ပါတယ်။ခွေးဟောင်တန်ကအိမ်ထဲမှာပဲ့တင်ထပ်သွားပါတယ်။ Max ကသွားစစ်ဆေးခြင်းပေမဲ့ချက်အတွက်အယမ်းစိုးရိမ်နေပါတယ်။သူကတဝက်အိတ်တဝက်နိုးအခြေအနေနဲ့မိခနဲ့ဖြစ်သွားတယ်။ဒါပေမဲ့ထူးဆန်းတဲ့အတန်ကသူ့ကိုပြန်နိုးလာစေပြန်ပါတယ်။ချက်ကကတင်ပေါ်မှာမရှိတော့တာကိုသူတွေးလိုက်ရတယ်။ပိုဆိုးတာကကျမ်းပြင်ပေါ်မှာရှုံ့ပေနေတဲ့ခြေရာတွေပေါ်နေပါတယ်။ Max ကလှေကားစီဦးတည်နေတဲ့အဲ့ဒီခြေရာတွေနောက်ကိုလိုက်သွားခဲ့တယ်။တခုခုအကြီးအကျယ်မှားယွင်းနေပြီဆိုတာသူ့ရဲ့အလိုလျောက်သိစိတ်ကတတိပေးနေတာကြောင့်သူတုံဆိုင်နေခဲ့ပါတယ်။ဒါပေမဲ့သူ့သခင်ကိုတတိယပြီးတတိမွေကဧကန်ထဲကိုခြေရာခံလိုက်သွားခဲ့တယ်။အဲ့ဒီမှာချက်ကဖြည်းဖြည်းချင်းလမ်းလျှောက်နေပြီးမြေအောက်ခန်းတကားကိုခဏခဏပြင်းပြင်းထန်ထန်ဝင်တိုက်နေတာကိုတွေးလိုက်ရပါတယ်။ Max ကအံ့ဩထိတ်လန့်ပြီးရက်တန့်သွားပါတယ်။သူကချက်ကိုချက်ချင်းသွားနှုတ်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာချက်ကတတိဝင်လာပေမဲ့ခုနကဘာဖြစ်သွားလဲဆိုတာကိုသူကိုယ်တိုင်လည်းမသိပါဘူး။နောက်နေ့မနက်စောစောမှာထူးဆန်းတဲ့ခွေးဟောင်တန်တွေထပ်ကြားရပြန်ပါတယ်။
ဘန်နစ်ဆိုတာကဂျက်ရဲ့အဖိုးမွေးထားတဲ့ခွေးနာမည်ပါဒါပေမဲ့ဘာလို့ဒီအင်ကြီးထဲမှာအဖိုးကဘန်နစ်ကိုစူပူနေတဲ့အတန်ကြားနေရတာလဲဂျက်ကသူ့ညီမနဲ့ဖုန်းပြောနေချိန်မှာမတ်ကဟောင်တန်ကိုထက်ချလိုက်ရတယ်ချက်ချင်းပဲသူ့ရှိကတကားတစ်ချက်ပွင့်သွားပါတယ်အထဲမှာတော့အဖြူရောင်ဆောင်တွေဖုံးထားတဲ့အဖိုးရဲ့ပစ္စည်းတွေအကုန်ရှိနေပါတယ်မတ်ကအထဲကိုတိုးဝင်သွားပြီးရှေးဟောင်းဆိုဖာအိုကြီးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီဆိုဖာစီကနေအတန်ထွက်လာတော့မတ်မျက်လုံးပြူပြီးလန့်သွားခဲ့တယ်မြင်ကွင်းကထပ်ပြောင်းသွားပြီးဖျားနာနေတဲ့အဖိုးကိုသူမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာအရေးမဲကြီးကအခန်းထဲမှာရှိနေတဲ့သူ့စီကိုပြေးဝင်လာပါတယ်အဖိုးဖြစ်သူကကြောက်လန့်တကြားအော်ဟစ်လိုက်ချိန်မှာမတ်လည်းအယမ်းလန့်သွားပြီးတေးတောင်ထွက်ကျသွားခဲ့ပါတယ်အဲ့ဒီညမှာတော့မတ်ပြောက်နေတာကိုကြက်တတိထားမိသွားတယ်သူကမတ်ကိုမြေအောက်ခန်းထဲမှာရှုပ်လွေပေးချန်ပြီးတနာစရာကောင်းတဲ့အခြေအနေနဲ့ပြန်တွေ့ခဲ့တယ်ဒါပေမဲ့ဂျက်ကဒါကိုလုံးဝဂရုမစိုက်ပါဘူးသူကိုယ်တိုင်ပြင်းထန်တဲ့ယောဂဝေဒနာခံစားနေရပေမဲ့မတ်ကိုရေချိုးပေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူကအဆက်မပြတ်ချောင်းဆိုးနေပြီးနောက်ဆုံးမှာတော့နာကျင်မှုကြောင့်ခွေကျသွားခဲ့ပါတယ်ဂျက်ကမတ်ကိုဘယ်လောက်ချစ်လဲဆိုတာရှင်းပါတယ်တေလူမျိုးပါဖျားနာနေချိန်မှာတော့မတ်ညစ်ပတ်နေတာကိုသူဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့ဆရာဝန်ကသူ့ကိုပြောထားပြီးသားပါသူ့မှာနောက်ဆုံးအဆင့်ကင်ဆာရောဂါရှိနေပြီးအသက်ရှင်ဖို့လအနည်းငယ်ပဲကြံပါတော့တယ်မတ်ရဲ့အမြင်မှာတော့အဲ့ဒီအရေးမဲကြီးဟာအခုဂျက်စီမှာကတ်တွယ်နေပါပြီဂျက်ကတော့အပြစ်ရှိစိတ်တွေခံစားနေရပါတယ်သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေမှာမတ်တကောင်တဲတာသူ့ဘေးနားမှာရှိနေကြလို့ပါမတ်ကိုနှစ်သိမ့်ပေးပြီးနောက်ပင်ပန်းနေတဲ့ဂျက်ဟာအိပ်ယာဝင်ဖို့ပြင်ဆင်ပါတယ်မတ်လည်းအိတ်ချင်နေပါပြီဒါပေမဲ့သူကအိပ်ပျော်နေချိန်မှာဂျက်ကိုဖတ်ထားပေးစေချင်ပါတယ်ဂျက်ကတော့အယမ်းနာကျင်နေတာကြောင့်ငင်းဆန်ခဲ့ပါတယ်မတ်အောက်ကိုဆင်းလိုက်တာနဲ့တခုခုကိုထပ်ပြီးအာယုံခံမိပြန်ပါတယ်တစုံတစ်ယောက်ကသူတို့ကိုစောင့်ကြည့်နေပါတယ်နောက်တစ်စက္ကန့်မှာအရေးမဲကြီးကဖျက်ပြေးသွားပါတယ်မတ်ကအဲ့ဒီနောက်ကိုမြေအောက်ခန်းအထိချက်ချင်းပြေးလိုက်သွားခဲ့တယ်ရုတ်တရက်မတ်မျက်လုံးပြူးသွားခဲ့ပါတယ်မြေအောက်ခန်းထဲမှာကြက်လဲကျနေတာကိုတွေးလိုက်ရလို့ပါဒါပေမဲ့ဒါဟာအိမ်မက်တစ်ခုသာဖြစ်ပါတယ်မတ်စတီမဝင်လာခင်မှာပဲကြောက်စရာကောင်းတဲ့အရာတစ်ခုထပ်ဖြစ်လာပြန်ပါတယ်လက်တစုံကသူ့ကိုရုတ်တရက်ဖမ်းဆွဲလိုက်ပါတယ်အဲ့ဒါကဂျက်ပါဂျက်ကတစ်ချိန်ချိန်မှာကျမ်းပြင်ဘုတ်ကိုပြုတ်ကျသွားခဲ့တာပါမတ်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်ဂျက်ကအသက်လူရှူနေရပါတယ်ဒါပေမဲ့မတ်ကရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်လူပုံစံအရေးတစ်ခုကအခုလေးတင်ဖြစ်ပြေးသွားတာပါမတ်ကချင်းချောက်တဲ့အနေနဲ့တိုးတိုးလေးဟိန်းဟောက်လိုက်ပါတယ်ဒါကစိတ်ကြောင်က6ဖြစ်နေတာလားဆိုတာတော့မသိချပါဘူးချက်ချင်းဆိုသလိုဂျက်ကရှုံတွေနဲ့လှုပ်ထားတဲ့ပုံစံမျိုးပြောင်းသွားတဲ့အတွက်မတ်ကသူ့ကိုကိုက်လိုက်ပါတယ်မတ်ကတော့အပြစ်ရှိစိတ်တွေခံစားနေရရှာပါတယ်နောက်နေ့မှာဂျက်နိုးလာပြီးနာကျင်စရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်သူကမတ်အတွက်အပြင်ဘက်မှာခွေးအိမ်လေးတစ်ခုစောက်ပေးပြီးကျိုးနဲ့ချီကအပြင်မှာပဲနေခိုင်းလိုက်ပါတယ်မတ်ကများလုံးဝကိုနားမလည်နိုင်အောင်ဖြစ်သွားပါတယ်ဘာလို့ဂျက်ကဒီလိုလုပ်ရတာလဲသူ့တခင်ကသူ့ကိုမချစ်တော့ဘူးလားခဏနေတော့ဂျက်ကမတ်ရဲ့စားကွက်ကိုပါအပြင်ထုတ်ပေးလိုက်ပါတယ်သူကမတ်ကိုအိမ်ထဲမှာဆက်မထားချင်တော့တာတေချာသွားပါပြီမတ်ကစတင်ပြီးပြရခတ်လာပါတယ်မကြခင်မှာမိုးသေးထန်စွာရွာသွန်းလာပါတယ်ဒါပေမဲ့မတ်ကအစာလဲမစားသလိုခွေးအိမ်ထဲကိုလည်းမဝင်ပါဘူးသူကဂျက်ရဲ့အခန်းကိုစိုက်ကြည့်ရင်သူ့တခင်ကအိမ်ထဲပြန်ခေါ်သွားမဲ့အချိန်ကိုပဲစောင့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမတ်ကထူးဆန်းတဲ့အနက်တစ်ခုကိုရလိုက်ပါတယ်သူလှည့်ကြည့်လိုက်တော့ဂျက်ရဲ့နေရာမှာတခြားအရာတစ်ခုအစားထိုးဝင်ရောက်နေတာကိုတွေ့လိုက်ရတယ်မတ်အယမ်းလန့်သွားပါတယ်အရေးမဲကြီးကဂျက်ကိုထပ်ပြီးပူးကတ်သွားပြန်ပါပြီးအခန်းထဲမှာတော့ဂျက်ကသွေးတွေအန်နေပါတယ်သူ့ရဲ့အသက်ရှင်ချိန်တွေဟာနောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်ပုံရပါတယ်သူကသူ့ရဲ့အိတ်ခမ်းထဲကိုပြန်ရောက်ဖို့ခက်ခက်ခဲခဲစူးစမ်းနေရပါတယ်ဒီအချိန်မှာမတ်ကအရေးမဲကြီးနဲ့ထိတ်တိုက်ပြန်တွေ့လိုက်ရပါတယ်ကြောက်လန့်တကြားနဲ့သူကခွေးအိမ်လေးထဲပြန်ပြေးဝင်သွားပါတယ်ဒါပေမဲ့အိမ်ထဲကမီးတွေအကုန်လုံးမိတ်တုပ်ဖြစ်လာပါတယ်မီးဆက်ထပ်ပြတ်သွားပြန်ပါပြီဂျက်ပါဖြစ်သွားမလဲဂျက်ရဲ့နာကျင်စွာအော်ဟစ်တန်တွေကိုမတ်ကြားလိုက်ရတယ်လို့ခံစားရပါတယ်သူဂျက်စီကိုသွားမှဖြစ်မယ်သူကအလိုလျောက်ရှေ့ကိုတိုးလိုက်ချိန်မှာအမည်မသိလက်တစ်ဖက်ကရုတ်တရက်ပေါ်လာပါတယ်မတ်ကထွက်ပြေးဖို့ကြိုးစားပေမဲ့ခြိထားတဲ့ကြိုးကသူ့ကိုဆွဲထားပါတယ်သူ့အသေးလဲရုန်းကန်ပေမဲ့တလန့်ချင်းအဆွဲခံနေရပါတယ်ရုတ်တရက်မတ်အကြံတစ်ခုရသွားတယ်သူကအစွမ်းကုန်သုံးပြီးရှေ့ကိုခုန်ထွက်လိုက်ရာကနေကျိုးပြတ်သွားပါတယ်ဒါပေမဲ့သူကတော့ခတ်ထားတဲ့အိမ်ထဲကိုတော့ဝင်လို့မရသေးပါဘူးအဲ့ဒီအချိန်မှာအိမ်ထဲဆက်နေတဲ့မြေအောက်ခန်းစီကခွေးဟောင်တန်ထပ်ထွက်လာပါတယ်မတ်ဝင်လို့မရသေးပါဘူးဂျက်စီကိုသူစိုက်ကြည့်နေချိန်မှာမြေအောက်ခန်းတကားကသူ့အလိုလိုပွင့်လာပါတယ်ဟောင်တန်ကလည်းပိုကျလာပါတယ်ဒါပေမဲ့အထက်ကအမှောင်ထူးကြီးကိုကြည့်ရင်မတ်ကကြောက်ရွံ့ပြီးတုံဆိုင်နေခဲ့ပါတယ်ပြီးတော့သူခွေးရိုးစုတစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒါဟောင်တန်ထွက်လာတဲ့နေရာလားဘာလို့ဒီမှာရှိနေရတာလဲမတ်နောက်ထပ်မတုံဆိုင်တော့ပါဘူးအိမ်ထဲကိုတန်းပြေးဝင်သွားပါတယ်
တစ်ချိန်တည်းမှာပဲကျက်ရဲ့ညီးတွားတန်တွေတဖြည်းဖြည်းတိတ်ဆိတ်သွားပါတယ်ကျက်ရုတ်တရက်လက်နိုးလာပြီးထထိုင်လိုက်တယ်ရှုပ်ထွေးနေတဲ့ကျက်ပတ်ဝန်းကျင်ကိုကြည့်လိုက်ချိန်မှာကျမ်းပြင်ပေါ်မှာခြေရာတွေကအိတ်ခမ်းစီကိုတဖြည်းဖြည်းနီးကပ်လာတာကိုထူးဆန်းစွာတွေ့လိုက်ရပါတယ်ကျက်ကဘာဖြစ်နေလဲဆိုတာသဘောပေါက်သွားပြီးတကားကိုချက်ချင်းသွားပိတ်ဖို့ကြိုးစားပါတယ်မိဖွင့်လိုက်ချိန်မှာတော့ခြေရာတွေပျောက်သွားပါပြီအဲ့ဒီအချိန်မှာမတ်ပြန်ရောက်လာပါတယ်ကျက်ကနှွေးထွေးမှုနဲ့အဖော်ရသွားတဲ့ခံစားချက်ကိုပြန်ရလိုက်ပါတယ်မတ်ကသူ့ကိုကြိုက်ခဲ့ရင်ကောဘာဖြစ်လဲဘာပဲဖြစ်ဖြစ်သူမကြခင်တရားတော့မှာပဲလေဒီညတော့မတ်ကိုရင်ခွင်ထဲထည့်ပြီးအတူတူအိတ်ဆက်ပါတော့မယ်ကတင်ပေါ်မှာလဲလျောင်းနေတာကကျက်ပါတန်တရားဖြစ်เสียမရှိပါဘူးစောစောကသူတိုက်ခိုက်ခံရချိန်မှာပဲတေဆုံးသွားခဲ့တာပါဖုံးမိလာပေမဲ့ကျက်ကမကင်နိုင်တော့ပါဘူးနောက်တစ်စက္ကန့်မှာမတ်ရဲ့မျက်လုံးတွေပြူးကျဲသွားပြီးထိတ်လန့်သွားပါတယ်အဲ့ဒါကရှုံးတွေနဲ့လှုပ်ထားတဲ့ပုံစံမျိုးပါပဲကျက်ကိုအမြန်ဆွဲခေါ်သွားတာကိုကြည့်ပြီးမတ်ကမှန်ပြတင်းပေါက်ကိုခွဲပြီးခုန်ထွက်ခဲ့ပါတယ်သူတို့မြေအောက်ခန်းစီဦးတည်သွားကြတယ်မတ်ကနောက်ဆုံးစက္ကန့်မှာပဲဝင်ရောက်သွားခဲ့ပြီးတခြားခွေအယိုးစုကိုကြော်ဖြတ်ကာသူတခါမှမမြင်ဘူးတဲ့လှုပ်ဝက်လိုင်ကူတစ်ခုကိုတွေ့လိုက်ရပါတယ်ကြောက်စရာကောင်းတဲ့မြင်ကွင်းကြောင့်သူထိတ်လန့်သွားပေမဲ့ကျက်ရဲ့အတန်ကိုကြားလိုက်ရတဲ့အတွက်ဆုံးဖြတ်ချက်ချပြီးအထဲကိုပြေးဝင်သွားခဲ့ပါတယ်မကြခင်မှာမတ်ကကျက်ကိုတွေ့သွားပြီးလှိုင်ကူထဲကနေတလန်းချင်းဆွဲထုတ်လာခဲ့ပါတယ်ဒါပေမဲ့သူတို့နောက်မှာတကားတစ်ချက်ပွင့်လာပါတယ်အဲ့ဒါကအရေးမဲကြီးပါဒါပေမဲ့ဒီတစ်ခါတော့မတ်မကြောက်တော့ပါဘူးဘာလို့လဲဆိုတော့သူ့အနောက်မှာကျက်ရှိနေလို့ပါတကယ်တမ်းတော့အရေးမဲကြီးကပျောက်မသွားခဲ့ပါဘူးမတ်ကိုကြော်ဖြတ်ပြီးကျက်ကိုကူးကတ်သွားခဲ့တာပါချက်ချင်းပဲကျက်ကပုံစံပြောင်းသွားပြီးလှိုင်ကူထဲကိုပြန်လျှောက်သွားပါတယ်ရှုံတွေပေးချန်နေတဲ့မတ်ကတော့အဲ့ဒီကနေထွက်မသွားခဲ့ပါဘူးအရင်တုန်းကလိုပဲသူ့တခင်ရုတ်တရက်ပြန်ပေါ်လာပြီးသူ့ကိုဖတ်ထားပေးမဲ့အချိန်ကိုသူမျှော်လင့်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်အချိန်ဘယ်လောက်ကြာသွားလဲဆိုတာဘယ်သူမှမသိပါဘူးနောက်ဆုံးတော့ကျက်ရဲ့အတူပကိုစီစဉ်ပြီးနောက်ကျက်ရဲ့ညီမကမြေအောက်ခန်းကိုလာစစ်ဆေးခဲ့ပါတယ်အဲ့ဒီအချိန်ကြာမှသူကမတ်ကိုတွေ့သွားခဲ့တာပါဒါပေမဲ့မတ်ကကျက်ဒီမှာရှိနေတော့မယ်လို့ယုံကြည်နေသေးပါအခုပဲဖြစ်ဖြစ်သူ့တခင်ထွက်လာပြီးသူ့ကိုနှုတ်ဆက်လိုက်မယ်လို့ထင်နေတာပါသို့တော်လည်းနောက်ဆုံးမှာတော့ကျက်ရဲ့ညီမကမတ်ကိုခေါ်သွားခဲ့ပါတယ်မတ်မြင်တွေ့ခဲ့ရတာကတခြားအရာမဟုတ်ပါဘူးတေမင်း Grammy ပေါ်ပါပဲတေမင်းကကျက်နောက်ဆုံးထွက်သက်ကိုရှူရှိုက်ချိန်မှာသူ့အသက်ကိုနှုတ်ယူဖို့အမြဲဆောင်ဆိုင်နေခဲ့တာပါဒါကတရေကတကားထက်ကိုပိုပါတယ်ဒါကတစ္ဆာရှိမှုအကြောင်းရေးဖွဲ့ထားတဲ့ဇလံတစ်ပုဒ်ပါမတ်ဟာတစေတွေအရေးမီးတွေနဲ့တေမင်းကိုရင်ဆိုင်ခဲ့ရပေမဲ့သူ့တခင်ကိုဘယ်တော့မှပြစ်မသွားခဲ့ပါဘူးကျက်ကွယ်လွန်သွားတဲ့အချိန်မှာတော့မတ်ကဆက်ပြီးဆောင်ဆိုင်နေခဲ့ပါတယ်ခွေးလေးတစ်ကောင်ရဲ့အချစ်ကအကြောက်တရားကင်းမဲ့ပြီးထာဝရတည်တတ်နေမှာဖြစ်ပါတယ်